online တင်နေတာတွေဂျာလေးကြည့်အရင်ဆုံးဒါရက်ပြန်နဲ့တန်ရှင်းလုပ်မယ်လုပ်ပြီးရင်ဒါဆက်ပြရင်းနဲ့တန်ရှင်းလုပ်မယ်နော်အဲ့လိုမလုပ်ခင်ဒီဟာကလိုရှင်းလိမ့်ထားပြီးသားလိုရှင်းလိမ့်ပြီးတော့ဒါတနာကြီးကြိုးပတ်ထားပြီးသားနော်တနာကြီးကြိုးပတ်လိုက်တော့လိုရှင်းလိမ့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့မှပြမယ်လိုရှင်းလိမ့်လိုက်တော့သူ့ရဲ့အသားရည်အားဒီမှာကြည့်လိုရှင်းလိမ့်တဲ့နေရာနဲ့အောက်နဲ့လိုရှင်းကဒီထိလိမ့်တာတွေ့လားဒီနားလေးဆိုပိုးသိတာတယ်နော်လိုရှင်းလိမ့်တဲ့နေရာနဲ့အောက်နဲ့ဆိုရင်အယောင်လေးပြောင်းသွားတယ်တွေ့လားဒီဘက်ကညိုညိုတာပေါ့နော်အပေါ်ကဝင်းသွားတယ်ဟိုဘက်လက်မောင်းလေးလှန်ဒီဘက်ဆိုလို့ရှိရင်ဟိုဘက်လောက်မဝင်ဘူးနော်ဒီဘက်ဆိုဟိုဘက်လောက်မဝင်ဘူးဟိုဘက်ကလိုရှင်းလေးပတ်လို့ဝင်တာအဲ့ဒါညီလေးကလည်းနောက်ပိုင်းပုံလေးကြည်ကြည်လေးလိုချင်တယ်ဆိုလို့ရှိရင်အခုတို့ဒီကနေခရင်လေးတွေပေးလိုက်အားလေးတွေမှန်မှန်လေးလိမ့်နော်အရေးပြောင်းနေထင်းတင်းလို့အဲ့ဒါရုပ်ထပ်ပိုကောင်းတာပေါ့နော်အဲ့တော့ဒါတန်ရှင်းလုပ်မယ်လုပ်ဖို့လို့ရှိရင်ပုံကတ်မယ်အဲ့တော့ပုံကတ်မယ်ဆိုတော့ online သင်တန်းသားတွေတချို့ကောင်တွေပုံကောင်းခြင်းမကောင်းခြင်းနဲ့အခုချိန်ဒီ position လွဲနေတာတွေရှိသေးတယ်အဲ့တော့ position လွဲနေတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ကိုကဒီပုံဆိုလို့ရှိရင်ဒီဘက်လေးမှာဒီလိုလေးထားတာပိုပြီးကြည့်လို့အဆင်ပြေတယ်နော်ဒါမှားတယ်မှန်တယ်မဟုတ်ဒါကျွန်တော်အမြင်ပေါ့နော်ဒါ player အများစုလည်းဒီတိုင်းပဲမြင်ကြတယ်အဲ့တော့ဒီမျက်နှာကိုအခုဒါဆိုလို့ရှိရင်ဘယ်ဘက်မှာဆိုလို့ရှိရင်သူကဒီဘက်လေးပေါ့အရှိဘက်လေးပေါ့ဒါသူ့ရဲ့ဖခင်ဆိုတော့သူ့ရဲ့ဖခင်နဲ့အတူတူသူကကြည့်နေတဲ့ပုံစံမျိုးဒေါင်းလေးပေါ့နော်အဲ့တော့ဒဲထိုးမဲ့ပုံဆိုရင်တော့ပြဿနာမရှိဘူးကြိုက်တဲ့ဘက်ကိုထိုးဒေါင်းထိုးမဲ့ပုံဆိုလို့ရှိရင်ဒီဘက်လေးဆိုရင်ဒီဘက်လေးမှာအဆင်ပြေတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကဒီဘက်ကြီးဒီလိုကြီးကဲရင်ပုံကခလေးကဟိုဘက်ကိုကြည့်နေမှာ position အဆင်မပြေဘူးပြီးတော့ပုံတူတွေထိုးတဲ့အခါမှာမင်းတို့တွေအလွယ်ဟို AMO printer လိုဟာမျိုးတွေနဲ့အလွယ်မကောက်နဲ့ပုံတူချိုးမယ်ဆိုရင်အခုလိုမျိုးလက်နဲ့ကောက်အဲ့တော့လက်နဲ့ကောက်တော့လက်နဲ့ကောက်တဲ့အချိန်မှာတစ်ခါမှတ်မိတယ်ထိုးတဲ့အချိန်မှာတစ်ခါမှတ်မိတယ်ဆိုတော့အမှားနဲ့တော့တာပေါ့ဟိုကဆက်နဲ့အလွယ်ကြတော့ဆက်ကကောက်ပေးလိုက်တယ်သူကောက်ချင်တယ်လို့ကောက်ပေးလိုက်တယ်ဟိုကမသိဘူးရမ်းတမ်းပြီးထိုးတယ်အဲ့တော့တတူးမှာပုံတူကဒီလိုမျိုးမှင်ငံကောက်ပြီးလို့အမှင်ငံအရာတိုင်းထပ်ထိုးလို့တူတာမဟုတ်ဘူးเนาะအဲ့လိုမတူလို့လဲplayer တိုင်းပုံတူမထိုးကြတာအဲ့တော့ဒါလေးကိုဒီတိုင်းဒီဘက်လေးမှာကတ်မယ်ကတ်တဲ့နေရာမှာပုံမလွဲအောင်လို့လက်မောင်းနေရာနဲ့ချိန်မယ်ဒီမှာဆိုတာကြောက်စီးထိုးရတဲ့အမာယိုလေးရှိတယ်ပုံတူမှာဖြစ်နိုင်ရလို့အမာယိုရှိတဲ့နေရာတွေကိုရှောင်ပြီးထိုးရတာမျိုးရှိတယ်ဒါပေမဲ့ဒီမျက်နှာကတော့နည်းနည်းကြီးတယ်ဆိုတော့တိတ်ရှောင်လို့မရဘူးရှောင်လို့မရတော့ရတဲ့နေရာနီးတဲ့ဆုံးရတဲ့နေရာရှောင်ဆိုမျက်လုံးနဲ့ထည့်လိုက်မယ်ဆိုရင်လည်းမျက်လုံးပြတ်သွားမှာဆိုတော့အဲ့တော့ဒီပုံကိုအတက်နိုင်ဆုံးလွတ်တဲ့နေရာကိုရှောင်မယ်ဟုတ်တယ်ဒါဆိုလို့ရှိရင်အပေါ်ကအရန်တက်သွားမယ်ကလေးမျက်ရည်လေးအောင်နာလေးနည်းနည်းတော့ထိမယ်။နောက်ညီလေးကြောက်သေးတန်ရာလေးနည်းနည်းရှိနေနော်။အဲ့တော့မျက်စံနဲ့ဖုံးရင်လည်းရတော့ရတယ်။ဒီနေထားလောက်ထားကြည့်လိုက်မယ်။ထားပြီးလို့ရှိရင်ဘောပင်လေးနဲ့အသားနဲ့တညီတဲ့လိုက်ပြီးတော့လိုက်မှတ်လိုက်။နော်။လိုက်မှတ်လိုက်ပြီးလို့ရှိရင်ပြီးရင်ကက်ရင်အဲ့ဒီအတိုင်းကက်ကမှာအဲ့တော့သုံးတဲ့ကောဘယ်ကောပဲဖြစ်ဖြစ်ဂျဲတိုက်ဆိုသုံးလို့ရတယ်အဆင်ပြေတယ်အထူးကြီးမစွတ်ကောက်ဘူးခပ်ပါပါပဲဆိုအရေးကြဲလို့ကျင်တယ်ဆိုဒီတော့ရက်ပြန်လေးရောထားလို့ရတယ်။အဲ့တော့ခပ်ပါပါပဲစွတ်မယ်နော် online သင်တန်းသားတွေကအပြင်သင်တန်းသားတွေလိုမျိုးမျက်သိရှိမှမဟုတ်တော့ကိုယ့်ဘက်ကိုလုပ်ပြီးတော့ step by step လုပ်ဆိုလဲမဟုတ်ဘူးလုပ်ချင်တာလုပ်ချလိုက်တယ်ပြီးတော့မှလာပြတာနော်အဲ့တော့ step by step တစ်စင်းချင်းစီပြတာပိုကောင်းတယ်နော် online သင်တန်းလေးတယောက်ချင်းစီတီးတတ်တင်တာလေနော်သင်တန်းသား900ရှိရင်900လုံးတယောက်ချင်းစီတီးတတ်တင်တာနော်အာပေါအောင်တင်နေတာအဲ့ဒါမှခဏခဏမှားနေလို့အဲ့တော့ဒီလိုမျိုးလေးရွှေလေးနေမလို့ဒါဆိုခက်ထန်ထန်လေးရပြီဆိုလို့ရှိရင်ခုနကတော့မြင်းနေအတိုင်းကိုလိုက်ပြီးတော့လိုက်ကတ်မယ်နော်ဒီကြလေးထိမ့်ပြီးတော့ခုနမြင်းနေအတိုင်းမလွဲအောင်လိုက်ပြီးတော့ကတ်လိုက်မယ်ပြီးရင်ရဲတင်းနေဖိချလိုက်နော်ရဲတင်းနေဖိလိုက်မကြောက်နဲ့ဟိုဘာလို့တော့ဆက်လောလို့ရှိရင်ခုနတစ်ခုဒီနာတစ်ခုဖြစ်နေမှာရဲတင်းနေဖိချလိုက်ဖိလိုက်ပြီးရင်မဖြစ်ဖြစ်ချင်းဒီခွာလိုက်ရပြီနော်နော်ဒါဆိုလို့ရှိရင်ဒီမှာခုနကတော့ကြောက်သေးထိုးတဲ့အမှားရိုးလေးတွေ့လားဒီနားလေးမှာနော်အဲ့တော့ဒီလိုမျက်စံနေရာကြီးတော့တောင်းမထင်နဲ့မျက်စံနေရာကြီးကိုထိလိုက်လို့မျက်လုံးဆိုတာမျိုးခုံးမဲ့နေရာကိုဒီချိုင်းတဲ့အမှားရိုးကိုတော့ထိလိုက်လို့ရှိရင်မျက်လုံးကတဘာမကျတော့ဖြစ်သွားမယ်အဲ့တော့နည်းနည်းလေးပေါ့မတိမတာလေးဒီဘက်ထားမယ်ပြီးတော့မှဒီဘက်ကဟိုရှိတ်လေးတရားမှာဆိုတော့နော်နည်းနည်းလေးပျောက်သွားအောင်လုပ်မယ်နော်အဲ့တော့ပုံလူကိုကောက်တဲ့အခါမှာရှုပ်သိမကောင်းတဲ့ခါကျရင်ကိုကောက်တဲ့မင်ကန်နဲ့ကိုယ့်ကိုတိုင်ပတ်သွားတတ်တယ်အောက်ကတော့ဒါတော့ဒိတ်လေးတွေထည့်မှာနော်ကိုကောက်တဲ့မင်ကန်နဲ့ကိုရှုပ်သွားရင်ဘာထိုးထောင်မှတိုင်ပတ်သွားတယ်အကြည်လက်တင်လာဖြစ်တဲ့အတွက်ကိုရှင်းလေးပဲကောက်နော်ကျွန်တော်သင်တန်းသားတွေအားလုံးက online သင်တန်းသားအပြင်သင်တန်းသားအားလုံးကပကြီးတင်ပြီးတော့ပကြီးပုံတူတွေဆွဲနေတော့မှတတူကိုတက်ခွင့်ရှိတယ်နော်ဒါပေမဲ့တချို့ online သင်တန်းသားတွေရှိတယ်နောက်ပိုင်းပုံတူဆွဲတာတင်နဲ့ကျွန်တော်တို့ကပုံတူမတင်ကျင်တော့ပါဘူးဂျပန်လိုင်းမဲ့တင်ကျင်တယ်ဆိုတဲ့သင်တန်းသားတွေရှိတယ်ရတယ်ဂျပန်လိုင်းတင်ကျင်တယ်ဆိုရင်ဂျပန်လိုင်းရွေးချယ်ခွင့်ရှိတယ်
ဒါပေမဲ့ဂျပန်လိုင်းတင်နေရင်းနဲ့တော့မှစိတ်ကူးပေါက်ပြီးဆရာပုံသူပြန်တင်ပြီးမှဆိုရင်တော့မတင်ပြီးတော့ဘူးเนาะအစာတွေက step by step သွားမယ်ဆိုရင်တော့သူကတချို့ကကျတော့အခုမှသူငယ်နဲ့စတက်မှာဆယ်တက်တာတန်းတင်ကျင်တာမျိုးတွေရှိတယ်အဲ့လိုဆိုရင်တော့မတင်ပေးဘူးအတင်းကျပ်တင်ခိုင်းရင်တော့အကြောင်းမှန်ကံမှန်းသိအောင်လွှတ်ပေးလိုက်တယ်လွှတ်ပေးလိုက်ပြီးတော့မှဦးနေခွန်နေဖြစ်တော့မှပြန်လာလို့ရှင်တော့လက်မခံဘူးအဲ့တော့ကိုယ့်အကောင်တခါတည်းစဉ်းစားလို့ရအောင်ပြောတာเนาะအဲ့တော့ကျွန်တော်ချိန်မှာကတော့အပြင်တင်တန်းမဖြစ်ဖြစ် online တင်တန်းမဖြစ်ဖြစ်ပကြီးကနေစပြီးတော့ step by step တင်ပါပဲเนาะ step by step ဒီထဲမှာတော့တင်တန်းနိုင်ဆိုတဲ့ပကြီးတွေရှိသေးလားမသိဘူး step by step တင်ပါပဲเนาะအဲ့လိုမှတဆင်ချင်းဒီမတက်ချင်ဘူးဆိုလို့ရှိရင်တော့မတင်နဲ့အဲ့တော့သူငရမ်းပြီးမှတန်းတင်တာအဖို့အဆင်ပြေတယ်ဒါပေမဲ့အတန်းနေကြော်ခွပြီးတင်နေအဆင်မပြေတော့ကိုယ့်အကောင်အသက်ဘယ်လောက်ပဲကြီးเนาะသူငရမ်းမတက်ခဲ့ပဲနဲ့ကျွန်တော်ကအသက်20ပြည့်နေလို့10တက်တာတန်းတင်ပြီးမှဆိုပြီးတော့တင်ခိုင်းလဲတင်လို့မရဘူးလေเนาะပညာရေးတစ်ခုကဒါပဲပညာပဲဖြစ်ဒီတိုင်းပဲအဲ့တော့ပုံသူထုတ်ပြမယ်